မင်္ဂလာပါရှင်။လက်ရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့လူတိုင်းဝမ်းချုပ်မှုကင်းဝေးစေဖို့မဖြစ်မနေလိုက်နာရမယ့်အဓိကအချက်၅ချက်ကိုပြောပြပေးသွားပါမယ်။ဝမ်းချုပ်တာကလူတော်တော်များများကြုံမှုကြတဲ့ကျန်းမာရေးပြဿနာပါ။ဘယ်လောက်ထိအဖြစ်များလဲဆိုရင်လူ၅ဦးမှာတဦးလောက်ကနာတာရှည်ဝမ်းချုပ်တာနဲ့ရင်ဆိုင်နေရပါတယ်။အမျိုးသမီးတွေမှာဆိုရင်အသက်ကြီးလာလေဝမ်းချုပ်မှုအဖြစ်များလာလေပါ။ဝမ်းချုပ်တာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကအများကြီးပါ။နေ့စဉ်စားသောက်မှုတွေနေထိုင်မှုပုံစံတွေအားလုံးကဝမ်းချုပ်မှုပေါ်မှာတက်ရောက်နေပါတယ်။ဒီတော့ကျန်းမာရေးအတွက်အရေးကြီးတဲ့ဝမ်းမှန်စေဖို့ဆိုရင်ဘယ်လိုအချက်တွေကိုဂရုစိုက်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ဝမ်းချုပ်မှုကင်းဝေးစေဖို့လိုက်နာရမယ့်အချက်တွေကတော့နံပါတ်1အနေနဲ့အမြင့်တက်ကြွားတာကိုစားပေးပါ။အမြင့်တက်တွေကအစာချစ်စနစ်ကျန်းမာစေဖို့ထောက်ကူပေးပါတယ်။ဦးတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပြီးဝမ်းမှန်စေဖို့ထောက်ပံ့ပေးပါတယ်။နေ့စဉ်စားသုံးမှုမှာတစ်သီးတွေဟင်းသီးရက်တွေနှံစားသီးနှံတွေစားပေးပါ။တကယ်လို့လေထိုးလေအောင်မဖြစ်ဖို့ဆိုရင် fresh fruit ကြွားတဲ့အသီးတွေဖြစ်တဲ့ပန်းသီးတစ်တော်သီးဖရဲသီးစားတာတွေကိုရှော့စားပေးပါ။နံပါတ်2ချက်ကတော့ရေများများတောက်ပါ။ကျန်းမာစေဖို့ဆိုရင်တစ်နေ့ကိုရေရှိခွာတောက်ရမယ်လို့ပြောကြပါတယ်။ဒီလိုရေတောက်တာကအသားရည်ကိုကျန်းမာစေတယ်လို့ခန္ဓာကိုယ်ကိုရေတက်ပြေးဝစေပြီးဥမကြီးနဲ့ဥရရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေကဝမ်းမှန်စေဖို့လည်းထောက်ကူပေးပါတယ်။ဒါကြောင့်ဝမ်းချုပ်မှုကင်းပြီးဝမ်းမှန်စေဖို့ဆိုရင်တော့တစ်နေ့တာကိုရေလုံလောက်အောင်တောက်ပေးပါ။ရေမြများတောက်ပေးတာနဲ့အတူကဖေးပါတဲ့တောက်စရာတွေကိုရှောင်ဖို့လိုပါမယ်။နောက်တစ်ချက်ကတော့ဝမ်းသွားခြင်းအောက်မထားပါနဲ့။ဝမ်းသွားခြင်းအောက်ထားတာကဝမ်းချုပ်စေတဲ့အလေးအထားပါ။ဒါကြောင့်ဝမ်းချုပ်တာကိုကင်းဝေးခြင်းနဲ့ဆိုရင်တော့ဝမ်းသွားခြင်းအောက်မထားပါနဲ့ဝမ်းသွားခြင်းလာပြီဆိုရင်အိမ်သာချက်ချင်းသွားပါနံပါတ်4ချက်ကတော့နှုတ်ထွက်ပစ္စည်းတွေရှောင်ပါနှုတ်တကြားတက်မစိုးယူနိုင်သူတွေအနေနဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေစားတဲ့အခါပူလန်းချောင်းတွေရဲ့လှုပ်ရှားမှုကိုကမောက်ကမဖြစ်စေနိုင်ပါတယ်ဒီလိုနှုတ်တကြားတက်မစိုးယူနိုင်တာကကလေးတွေမှာရောလူကြီးတွေမှာပါဖြစ်နိုင်ပါတယ်နွားနှုတ်မှာပါတဲ့ပရိုတင်းကဝမ်းချုပ်စေနိုင်ပါတယ်ဒါကြောင့်ကိုကဝမ်းချုပ်တတ်တယ်ဆိုနေ့စဉ်စားသုံးမှုမှာနွားနို့နဲ့နှုတ်ထွက်ပစ္စည်းတွေကိုဖယ်ထုတ်ကြည့်ပါကယ်လ်ဆီယမ်ကိုနှုတ်ထွက်ပစ္စည်းမဟုတ်တဲ့အခြားသောအစားအစာအရင်းမြစ်တွေကနေရယူလိုက်ပါနောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်5ချက်ကတော့ကိုလက်လက်ကျင့်ငန်းလုပ်ပါနေ့စဉ်ပုံမှန်ကိုလက်လက်ကျင့်ငန်းလုပ်ပေးတာကစိတ်ရောကိုယ်ပါကျန်းမာလန်းဆန်းစေပြီးဥမရိုကျန်းမာစေတယ်လို့ဝမ်းမှန်စေဖို့လည်းထောက်ကူပေးပါတယ်ဒါကြောင့်လမ်းလျှောက်တာကျင်းစော့တာယောဂလုပ်တာစတဲ့ကိုလက်လက်ကျင့်ငန်းတွေကိုပုံမှန်လုပ်ဆောင်ပေးပါဒီလိုကိုလက်လက်ကျင့်ငန်းပုံမှန်လှုပ်ဆောင်ပေးတာကဝမ်းပြပြသွားစေနိုင်ဖို့ထောက်ကူပေးနိုင်မှာပါလက်ကျင့်ငန်းမလုပ်နိုင်ဘူးဆိုရင်တော့အထိုင်မများအောင်နေပါလမ်းလျှောက်ပေးပါနေ့ရက်တိုင်းမှာဝမ်းချုပ်မှုကင်းစေဖို့ဆိုရင်အခုပြောတဲ့အချက်လေးတွေကိုပုံမှန်လှုပ်ဆောင်ဖြစ်အောင်ဂရုစိုက်လိုက်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်စုံတစ်ရာရစေမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါအောင်နော်ဗီဒီယိုတင်တိုင်းအမြဲတမ်းရအောင် channel လေးကို subscribe မလုပ်သေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးရခေါင်းလောင်းလေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာလက်ပါတဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်